ကျမတို့မညာပါစားခင်ဗျာကျွန်တော်ဒီနေ့တော့ဒငင်းသီးနဲ့ငနီတူလေးချက်ဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်မှာကဒငင်းသီးဆိုရင်စားရည်စိမ်တိတ်စားလေးမရှိကြပဲအခုလိုရင်ပြီးစီးလာပြီဆိုမှတေးသေးချာချာလေးပြုတ်ပြီးစားလေးရှိကြပါတယ်ဒီနေ့မှာတော့တလက်စားတဲ့ဒငင်းသီးစားတဲ့အခါအန်ဒီယံမဖြစ်အောင်ကျွန်တော်တို့တောင်ပေါ်မှာပြုတ်တဲ့နီလန်းလေးကိုလည်းမျှဝေပေးလိုက်ပါတယ်အရင်ဆုံးဒငင်းသီးတွေရဲ့အပြင်ဆုံးအခွန်ခွာပြီးနိုင်ဝက်ကနေ45မိနစ်အထိပြုတ်ထားလိုက်ပါမယ်ပြီးရင်တော့ပထမတရေသွန်ကဒငင်းသီးရဲ့ဒုတိယအခွန်ခွာပြီးထက်ချမ်းလိုက်ပါမယ်တကယ်လို့ဒငင်းသီးကအရင်ရင်ပြီးထက်ချမ်းလို့မရဘူးဆိုရင်လည်းတတိယရေချမ်းမှထက်ချမ်းလို့ရပါတယ်ပြီးရင်တော့ဒုတိယရေထည့်ပြီးဒုတိယတစ်ချိန်ထပ်ပြုတ်ပါမယ်အခုလိုထက်ချမ်းပြီးထပ်ပြုတ်တဲ့အခါမှာတော့အချိန်ကြာနိုင်တဲ့လောက်ပြုတ်ကြပါတယ်အနည်းဆုံးတစ်နာရီခွဲကနေနေ့တစ်ပိုင်းတညလုံးအထိပြုတ်ထားလေးရှိကြပါတယ်ပြီးရင်တော့တတိယရေထည့်ပြီးတတိယတစ်ချိန်ထပ်မှန်ပြုတ်ပါမယ်အခုနောက်ဆုံးတစ်ချိန်မှာတော့ဒငင်းသီးရဲ့အချိုတန်းနဲ့အစိတ်ထုတ်ဖို့အတွက်ထညက်တခဲထည့်ထားပါတယ်ဒငင်းသီးကိုတည်ထားတော့မှငနီတူလေးတွေကိုခေါင်းချွေထားပါမယ်ကျွန်တော်ကတော့နောက်ဆုံးရေကိုတစ်နာရီလောက်ထပ်ပြုတ်ထားပါတယ်အခုလိုရေလေးသွန်လိုက်ပြုတ်လိုက်နဲ့အချိန်ကြာပြုတ်ထားမယ်ဆိုရင်တော့စိတ်ချလက်ချစားလို့ရပြီဖြစ်ပါတယ်ဒငင်းသီးငချောက်ချက်ဖို့အတွက်ကိုတော့ဒငင်းသီးလေးတွေအရတောင်းဝင်အောင်လို့အနှဲငယ်ထုထားပေးလိုက်ပါတယ်ပြီးတော့အနှစ်တိုက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်ခရမ်းချင်ဒီ၃လုံးကိုလည်းခက်ချမ်းလီထားလိုက်ပါတယ်အားလုံးစင်နေဖြစ်ပြီဆိုရင်တော့ပထမအဦးဆုံးခေါင်းချွေထားတဲ့ငနီတူလေးတွေကိုရေစေးတန့်စင်ကစီပူထိုးပြီးကြော်ထားလိုက်ပါမယ်ပြန်ချက်မှာဖြစ်တဲ့အတွက်ကြောင့်အရင်ကျွတ်မသွားစေပဲ3မိနစ်လောက်လှိမ့်ပြီးရင်တော့ပြန်ဆယ်ထားလိုက်ပါမယ်ဟင်းမွေးစားချက်ဖို့အတွက်ကိုတော့အိုးပူပိအိုးပူလာနဲ့စီထဲပါမယ်စီပူလာတဲ့အခါမှာကျွန်တော်ကတော့ကြက်သွန်ဖြူနေစီတက်မနေတော့ပဲအနံ့အရသာလေးထူခဲ့အောင်အမေကြီးဟင်းချက်အနှိမ့်မုတ်ထုတ်ကိုတုံးလာပါတယ်အနံ့လေးမွေးလာပြီဆိုရင်တော့ခရမ်းချင်ဒီလီထားတာလေးတွေကိုထည့်ပြီးလိမ့်ပေးပါမယ်ပြီးရင်တော့အနှစ်တိုက်ရလွယ်အောင်ရေနဲ့ငယ်ထည့်ပြီးအဖုံးအုပ်ခါတည်ထားလိုက်ပါမယ်ရေလိုကြက်သွန်စီတက်ပြီးမှချက်တက်တဲ့လူဆိုရင်လည်းကြက်သွန်ကိုရှော့ထည့်ပြီးအမေကြီးဟင်းချက်နှင်းမုတ်ထုတ်လေးနဲ့ရောပြီးစီတက်ချက်မယ်ဆိုရင်အနည်းရတာထူခဲ့တဲ့ဟင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။လို့ခရမ်းချင်သီးလေးတွေကျင်းညံပြီးအနှစ်ကျလာပြီဆိုရင်တော့ပြင်ဆင်ထားတဲ့ဒငင်းသီးနဲ့ငနီတူကြော်ထားတာကိုထည့်ပါမယ်။တလက်စားတဲ့အရသာအတွက်ကိုလည်းစားဟင်းခမ်းပုံအနှဲငယ်ထည့်ပါတယ်။ပြီးရင်တော့အပေါ်အောက်သမသွားအောင်မွေပေးပြီးအရသာတွေနှက်ဆက်သွားဖို့အတွက်ရေနှဲငယ်ထည့်ကအဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်။ปียำยานไปต่างเลยจองสู่น้องวนขอบบ้านน้องฮักปีวันละ10မိနစ်ခန့်အဖုံးအုပ်တည်ပြီးတဲ့အခါရေခမ်းပြီးစီလေးတစ်ဖက်ဖက်ဖြစ်လာပြီဆိုရင်တော့ငရုတ်တင်းညက်ထဲပါမယ်ဒါဆိုရင်တော့အနက်ရတာလေးထူခဲ့ပြီးတကယ်ကိုရှာလေသွားစေမယ်ဒငင်းသီးငနီတူချက်လေးရရှိပြီဖြစ်ပါတယ်အခုချိန်ကဒငင်းသီးတွေလက်လက်ဆက်ဆက်ပေါ်တဲ့ရာသီလည်းဖြစ်တာကြောင့်အခုလိုလေးချက်စားကြည့်ဖို့လည်းအကြံပေးလိုက်ပါတယ်ဆုံးလင်းကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ရက်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ဆောင်းအိုင်းစီပါ